ကောက်ကျတဲ့မိန်းမဟာမင်းကလေးရဲ့ခင်ပွန်းကိုဆင်းရဲသားပါဆိုပြီးလှောင်ပြောင်နေတော့မှပဲတထေးကြီးကကားပေါ်ကဆင်းလာခဲ့ပါတယ်။အဲ့ဒီအခါမှာတော့အဲ့ဒီမိန်းမကဒီဘီလီယံနာတထေးကြီးဟာမင်းကလေးရဲ့ခင်ပွန်းမဖြစ်နိုင်ဘူးလို့ချက်ချင်းညင်းဆိုပါတော့တယ်။သူမရဲ့စကားကြောင့်မင်းကလေးကတိတ်တဆိတ်ဝမ်းသာသွားပြီးတထေးကြီးကလမ်းကြုံလို့လိုက်ပို့ပေးတာပါလို့အမြန်ပဲရှင်းပြလိုက်ရပါတယ်။တကယ်တော့သူမတို့ရဲ့ပတ်သက်မှုကိုလူဖော်ကိုင်ဖက်တွေတိသွားမှာကိုအယမ်းစိုးရိမ်နေတာပါ။သူတို့နှစ်ယောက်ကားပေါ်တက်သွားတာကိုကြည့်ပြီးမနာလိုထစ်နေတဲ့အဲ့ဒီမိန်းမကတထေးကြီးဟာမင်းကလေးရဲ့လှည့်စားမှုကိုခံနေတာပဲလို့ထင်နေခဲ့ပါတယ်။ဒါပေမဲ့သူမမသိတာကတော့ဒီတထေးကြီးဟာမင်းကလေးရဲ့ခင်မွန်းဖြစ်ယူတင်မကပဲအိမ်မှာဆိုရင်မင်းကလေးအတွက်မနှက်စာကိုကိုယ်တိုင်ချက်ပြုတ်ပေးတဲ့အထိအလိုလိုက်သူဖြစ်နေတာပါ။တထေးကြီးဟာမနက်တိုင်း9 နာရီခွဲမှထပြီးလေ့ကျင့်ခန်းလုပ်တယ်။ပြီးရင်မင်းကလေးအတွက်မနှက်စာချက်ပေးတဲ့အပြင်သူမရဲ့အဝတ်အစားတွေကိုပါကိုယ်တိုင်မိပူတိုက်ပေးလေးရှိပါတယ်။ဒီနေ့မှာတော့မင်းကလေးကသူ့ပြင်ဆင်ပေးထားတဲ့စံဖြုတ်ကိုတလွတ်တဲနဲ့အကုန်တောက်ချလိုက်တဲ့အခါတထေးကြီးကဘာလို့ဒီလောက်အမြန်တောက်လိုက်တာလဲဆိုပြီးအံ့ဩတကြီးမေးပါတော့တယ်။မင်းကလေးကဘာမှမပြောဘဲခေါင်းမဲညှိပြနေတဲ့အခါမှာတော့တထေးကြီးကပြတလဲနဲ့ပကံထဲမှာဘာကြံသေးလဲဆိုတာကိုလိုက်စစ်ဆေးပါတော့လေ။မင်းကလေးကတော့ဘေးကနေအေးအေးဆေးဆေးကြည့်နေတာပေါ့။စိုးရင်တကြီးဖြစ်နေတဲ့တထေးကြီးကမင်းလက်စွပ်ကိုပါမြုပ်ချလိုက်မိပြီလားလို့မေးပြီးသူမကိုအန်ထုတ်ဖို့အတွက်ပါအတင်းလုပ်ပါတော့တယ်။နောက်ဆုံးမှာတော့မင်းကလေးကမတက်တာပဲတထေးကြီးကိုတားလိုက်ပြီးသူမလက်မှာဆွတ်ထားတဲ့လက်စွပ်ကိုပြလိုက်ရပါတယ်။တထေးကြီးကလက်စွပ်ကဘာလို့စံပြုတ်ထဲမှာမရှိတာလဲလို့မေးတဲ့အခါမင်းကလေးကပြုံးပြီးမနေ့ကတည်းကလက်စွပ်ကိုမြင်လို့တိတ်တဆိတ်ယူဆွတ်ထားတာလို့ပြောလိုက်ပါတယ်။အဲ့ဒီတော့မှတထေးကြီးလည်းတက်ပြင်းချနိုင်တော့ပြီ။မင်းကိုတော့အပြစ်ပေးရအောင်မယ်လို့ချစ်စနူးနဲ့ပြောလိုက်တာပေါ့။သူတို့နှစ်ယောက်ရဲ့မိသားစုနောက်ခံတွေကအယမ်းကွာခြားပေမဲ့လည်းမင်းကလေးကိုအသက်ထက်ချစ်တဲ့တထေးကြီးကတော့သူမကိုဘယ်တော့မှစိတ်ဆင်းရဲအောင်မထားပါဘူး။တထေးကြီးရဲ့အမျိုးတွေကမင်းကလေးမှခလီမရနိုင်ဘူးလို့လာရောက်နှိမ်ချတဲ့အခါမှာလေတထေးကြီးကဇနီးတဲ့အတွက်သူတို့ကိုအိမ်ကနေမောင်းထုတ်ပစ်လိုက်ခဲ့ပါလေ။သူ့လောကထဲမှာမင်းကလေးဟာသူ့ရဲ့အနီးကဆုံးဆွေမျိုးသားချင်းပါပဲ။ဒါကြောင့်မင်းကလေးကအလုပ်လုပ်ချင်တယ်။ဒါပေမဲ့သူ့ကုမ္ပဏီမှာတော့မလုပ်ချင်ဘူးလို့ပြောတဲ့အခါသူမအလုပ်လုပ်တဲ့ကုမ္ပဏီမှာတထေးကြီးကချက်ချင်းရင်းနှီးမြှုပ်နှံလိုက်ပြီးသူမနဲ့အမြဲထိတွေ့နိုင်ဖို့အတွက် project တွေအများကြီးပေးအပ်လိုက်တာဖြစ်ပါတယ်။မနက်စာစားပြီးကုမ္ပဏီကိုရောက်တဲ့အခါမှာတော့တာဝန်ခံကမင်းကလေးကိုဖောက်တိတ်တယောက်နဲ့တွားတွေ့ဖို့ခေါ်ပါတယ်။ဘသူလဲလို့မေးတဲ့အခါပြီးခဲ့တဲ့အပတ်ကဘီလီယံနာတထေးကြီးပဲလို့ဖြေပါတယ်။မင်းကလေးကတော့သူမခင်မွန်းကသူမအတွက် project အသစ်တယူထပ်ပေးတာနေမှာပဲလို့ထင်နေခဲ့တာပါ။အဲ့ဒီအချိန်မှာကောက်ကျစ်တဲ့မိန်းမကမင်းကလေးကပြီးခဲ့တဲ့အခါလဲနိုင်သွားပြီဆိုတော့ဒီတစ်ခါမသွားတင်ဘူးလို့ကန့်ကွက်ပေမဲ့တာဝန်ခံကသူမကိုဒေါသတကြီးနဲ့ညှင်းလိုက်ပါတယ်။တကယ်တော့တာဝန်ခံဟာဘဲဖောက်တိတ်ထဲမှာချိန်ထားတာမဟုတ်ပါဘူး။သူကသူ့လေယာဒူအာနာကိုတုံးပြီးမိန်းကလေးကိုပိုးပန်းဖို့ကြိုးစားတာချက်ပါတယ်။ချိန်ထားတဲ့နေရာကိုမိန်းကလေးရောက်တဲ့အခါမှာတော့သူမခင်မုန်းကိုမတွေ့ပဲတာဝန်ခံကသာသူမအပေါ်အယမ်းကိုစိတ်ထက်သန်နေတာကိုတွေ့လိုက်ရပါတော့တယ်။အဲ့ဒီတော့မှဒါဟာတာဝန်ခံဆင်ထားတဲ့ထောင်ချောက်မှန်းမိန်းကလေးသိလိုက်ရပါတော့တယ်။မင်းကလေးအန်ဒီယန်နဲ့ရင်ဆိုင်ရမလား။ခင်မုန်းဖြစ်သူကတော့ဒါတွေအားလုံးကိုသိသွားမလား။စိတ်ဝင်စားစရာကောင်းတဲ့နောက်ဆက်တွေကိုသိချင်နိုင်ရင်တော့ကျွန်တော်ရဲ့အကောင့်ကို follow နဲ့ subscribe လုပ်ထားပေးကြပါအောင်နော်ခင်ဗျာ။